မေတ္တာတဲ့အားကြီးတဲ့သူရဲ့မျက်နှာဟာကြည်လင်တယ်တဲ့မေတ္တာဆိုတာဟာမိမိနဲ့တည်တဲ့သူအပေါ်မှာရောမိမိနဲ့မတည်တဲ့သူအပေါ်မှာပါကောင်းစားစေခြင်းလားအဆင်ပြေစေခြင်းလားဟာမေတ္တာပါပဲစိတ်ထဲမှာမေတ္တာဓာတ်တွေအားကြီးနေပြီဆိုရင်အဲ့ဒီမေတ္တာဓာတ်ရဲ့အရှိန်ဟာမျက်နှာမှာပေါ်တယ်ကိုယ့်ရဲ့မျက်နှာဟာအရင်နဲ့မတူတော့ဘဲနဲ့ကြည်လင်လာတယ်အေးချမ်းခြင်းတွေဖြစ်လာတယ်မေတ္တာဟာသူတစ်ပါးတွေကိုလည်းကုဆက်စေတယ်တဲ့ဒီမေတ္တာဓာတ်တွေအားကြီးလာပြီဆိုရင်စိတ်ဟာဘလို့လောကဓာတ်တရားနဲ့ပဲကြုံလာမိမိရဲ့စိတ်ဟာမတုံမလှုပ်ပဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့အေးအေးချမ်းချမ်းနဲ့ပဲဖြတ်တန်းနိုင်တယ်မေတ္တာဓာတ်တွေအားကြီးလာပြီဆိုရင်ဘဝမှာအဆိုးဆုံးဖေးဖြစ်တဲ့သေဘေးနဲ့ကြုံလာပြီဆိုရင်တော့မှအဲ့ဒီပုဂ္ဂိုလ်ဟာမကြောက်မလန့်ပဲနဲ့မတွေးမဝေပဲနဲ့ချမ်းချမ်းသာသာနဲ့သေဘေးကိုရင်ဆိုင်နိုင်တယ်တဲ့မေတ္တာဓာတ်တွေအားကြီးလာပြီးမေတ္တာရှိတဲ့ပုဂ္ဂိုလ်မေတ္တာရှင်ဟာငါဟာအပယ်လေးပုံကိုကြားမှာပဲဆိုပြီးတော့ကြောက်စရာမလိုဘူးတဲ့ဘာလို့လဲဆိုတော့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဟာတည်လုံတဲ့အခါမှာလည်းပဲဓမ္မပြည်ကိုတော့ပို့ဆောင်ပေးနိုင်တယ်တဲ့ဒါကြောင့်ဦးဇင်းနဲ့တကွဓမ္မမိတ်ဆွေများအားလုံးတို့တွေကငွေကြေးကုန်မှကုသိုလ်ဖြစ်တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကိုထားတဲ့ယုံနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုကုသိုလ်စိတ်လေးနဲ့နေလိုက်ယုံနဲ့ကုသိုလ်တွေများစွာရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးတော့မေတ္တာနဲ့တာဆက်ဆံပါမေတ္တာနဲ့တာပြောဆိုပါမေတ္တာနဲ့တာဘဝကိုဖြတ်တန်းပါအဲ့ဒီမေတ္တာရှင်အဲ့ဒီသူတော်ကောင်းပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းအေးချမ်းတယ်လို့နောက်ဆုံးဘဝမှာတော့မှကောင်းတဲ့ဘဝတွေဓမ္မပြည်ကိုတော့ပို့ဆောင်ပေးနိုင်တယ်ဆိုတာကိုလက်ခံယုံကြည်ပြီးဒီနေ့ကစပြီးတော့မေတ္တာနဲ့တာဘဝကိုဖြတ်တန်းကြရအောင်